အခုဒီဗီဒီယိုကြည့်နေကြတဲ့သူတွေအားလုံးမင်္ဂလာပါနော်ဆရာမလေးကဒီဗီဒီယိုထဲမှာပြမယ်နေနံလေးတွေပေါ့နော်အဲ့နေနံလေးတွေကရွှေထုတ်လိုက်ငွေထုတ်လိုက်ဝင်မယ်ပြီးလို့ရှိရင်ငွေသိန်းထောင်နဲ့ရာနဲ့ချီပြီးတော့ဝင်မယ်တောင်းနဲ့ချီပြီးဝင်မယ်အလောက်ကိုင်းလေးဖက်ဖက်ကနေဆင်ပြေမယ်ကျင်းနေတာကဒီနေနံဘွားတွေကစလာရအားလုံးဆင်ပြေမဲ့နေနံဘွားတွေပေါ့နော်အဲ့တော့ဟောကန်ဆယ်မဲ့ဆိုလို့ရှိရင်လည်းထီတိုးထီပေါက်နိုင်တဲ့နေနံတွေဖြစ်တယ်အဲ့ဒီတော့ဆရာမလေးကဒီနေနံဘွားလေးတွေပါတယ်ဆိုလို့ရှိရင်အပေါင်းလေးနှိမ့်နော်အသေးလေးပေးshare ချင်းဖြင့်ကူညီပေးမယ်နော်အဲ့တော့ကွန်မန့်မှာလည်းငါငွေသိန်းထောင်ချီဝင်ပါပြီဆိုပြီးမှန်းကြမယ်နော်အဲ့ဒါဗာလဲဆိုတော့ဒီခုနေနံဘွားလေးတွေထဲမှာဗုဒ္ဓဟူးရဲ့စနေရဲ့တောက်ကြရဲ့အင်္ဂါရဲ့ဇာတာပရိရဲ့နော်ဒီနေနံဘွားလေးတွေကဆိုလို့ရှိရင်ရွှေထိုးလိုက်ငွေထိုးလိုက်ဝင်မယ်ပြီးလို့ရှိရင်ကန်ဆန်းတဲ့နေရာတွေမှာဆိုလို့ရှိရင်လည်းတတိယနေကြီးအကုန်ပေါင်းနိုင်တဲ့ကံကောင်းတဲ့နေနံပိုင်ရှင်တွေပေါ့နော်ဒီနေနံလေးပါပဲမယ်ဆိုလို့ရှိရင်ဆမလေးရဲ့ဗီဒီယိုကိုအပေါင်းလေးနဲ့အသေးလေးပေးပါနော်ကွန်မန့်မှာငွေသိန်းထောင်ချီဝင်ပါစေလို့မှတ်ခဲ့ပါပြီးရင်ဗာနေသားသမီးလေးဆိုတာလည်းမှတ်နေခဲ့ပါအဲ့တော့ဒီနေနံဘွားသားသမီးလေးတွေကဘာလို့ရမလဲဆိုလို့ရှိရင်ကံရဲ့ထောက်ပံ့ခြင်းထောက်ပံ့ရဖို့အတွက်အိမ်ရဲ့ဖရားမှာနော်တကြားရည်ပေါ့တကြားရည်စဉ်လေးတစ်ခွက်ကိုမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကိုကတ်လူတန်းပြီးတော့တန်ဖို့တွေကိုနော်17ခေါက်17မြင်းအောင်ယူခြင်းအားဖြင့်ကံရဲ့ထောက်ပံ့ခြင်းထောက်ပံ့ရပြီးတော့ကျင့်တယ်မိဘငွေတွေဝင်လာပါလိမ့်မယ်နော်